ကျမ်းမာရေးကြောင့်ငွေ28သိန်းကြိုးထုတ်ပေးခဲ့ရပေမဲ့ဝန်ထမ်းမလေးကိုပျောက်ကင်းတဲ့အထိအိမ်ပြန်အနားယူခံခဲ့တဲ့မြတ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မင်းသမီးလေးမြတ်သူကတော့အနုပညာအလုပ်တွေမလုပ်တော့ပေမဲ့လည်းသူမဟာအစိမ်းရွှေရတနာဆိုင်ဖွင့်ထားပြီးတော့အထည်ချုပ်လုပ်ငန်းကိုပါဦးစားပေးလုပ်ကိုင်နေရဖြစ်ပါတယ်မင်းသမီးမြတ်သူကဝန်ထမ်းတွေပေါ်မှာစေတနာစိတ်ထားပြီးတော့နေမကောင်းဖြစ်နေတာကိုပါစိတ်ကူတာပေးခဲ့တာပါသူမရဲ့ဝန်ထမ်းလေးနာမကျန်းဖြစ်နေတဲ့အချိန်မှာငွေကြိုးထုတ်ခဲ့တဲ့ငွေ28သိန်းကိုစေကူသားစိတ်နှုတ်ပြီးတော့30ကျော်လေးပဲပြန်ပေးဖို့တောင်းဆိုခဲ့ရဖြစ်ပါတယ်။ဒီဘက်မှာလေးစုစုပေါင်းယူထားတာက40ကျော်ဖြစ်ပြီးတော့40လုံးပြန်မပေးခိုင်းမနဲ့စေကူသားစိတ်အလကားကုသပေးခဲ့တာဖြစ်ပါတယ်။မင်းသမီးမြတ်သူရဲ့စိတ်ထားကကောင်းမွန်ပြီးတော့တချို့ပရိသတ်တွေကတော့ဝန်ထမ်းမလေးယူထားတဲ့ငွေအမောင့်ကိုမပြောဘဲဒီအတိုင်းနေမကောင်းဖြစ်နေတဲ့သူကိုလျှော့ပေးလိုက်လို့မရဘူးလားဆိုပြီးဝေဖန်ပါတယ်။ဒါပေမဲ့မြတ်သူဟာရှေ့ကဝန်ထမ်းလေးတွေညှို့ညင်မှဆိုရရဲ့ဒီဝန်ထမ်းကိုပဲအလေးထားပေးတယ်လို့အပြောမခံနိုင်တာကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဝန်ထမ်းအားလုံးကိုတန်းတူဆက်ဆံတာကိုသိစေချင်တာလို့ပြောပြပေးခဲ့တာဖြစ်ပါတယ်။ဝန်ထမ်းမလေးကနေမကောင်းပေမဲ့လည်းသူမယူထားတဲ့အကျွေး40ကိုပြန်မဆက်နိုင်သေးတာကြောင့်နေမကောင်းပေမဲ့ဇွတ်ပေးခဲ့ပြီးတော့မြတ်သူစီမှာအလုပ်လုပ်နေခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လည်းမြတ်သူကဝန်ထမ်းမလေးကိုစာနာတော့အဖြစ်အလုပ်နာခိုင်းပြီးတော့တတ်တာမှသာသူမစီမှာပြန်လာအလုပ်လုပ်လို့ပြောပြပေးခဲ့ပါတယ်။ဝန်ထမ်းမလေးရဲ့အကျွေးတွေကိုလည်းချက်ချင်းဆက်ခိုင်းတာမဟုတ်ပဲမတတ်တာတွေရင်အေးဆေးအနားယူပြီးတော့မိဘတွေကိုလည်းပတ်စံပြန်ဆက်ရမှာဖြစ်လို့အပူမကတ်စေခြင်းပဲအိမ်မှာမိဘရဲ့ရင်ခွင်မှာအနားယူပါနေကောင်းပြောက်တာနဲ့အလုပ်ပြန်လာလုပ်ပြီးတော့ဖြည်းဖြည်းချင်းလာစားတွေကနေဖြတ်ပေးမယ်လို့နားလေသဘောပေါက်အောင်ပြောဆိုခဲ့ပါတယ်။သူမကအရင်ကတည်းကဝန်ထမ်းလေးတွေကိုတထေးကောင်းပြီးတင်းတင်းစီစီမဆက်ဆံခဲ့ပဲနဲ့မောင်နှမအရင်ချပုံစံမျိုးနဲ့ဆက်ဆံခဲ့ပြီးတော့သားသမီးလေးတွေလိုမျိုးစောင့်ရှောက်ပေးခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လေဝန်ထမ်းလေးတွေရဲ့လေးစားချစ်ခင်မှုတွေကိုမြတ်သူတို့လည်းများနှစ်ယောက်လုံးကရရှိခဲ့ပြီးတော့ပျော်ရွှင်စရာစိန်ရွှေဆိုင်လေးကိုဖွင့်လှစ်ထားခဲ့ရပါ။မြတ်သူကလည်းသူမရဲ့ဝန်ထမ်းလေးတွေကိုတခြားသောဆိုင်တွေလိုမျိုးအကတွေကခိုင်းပြီးတော့အမျက်မထုတ်ဘဲနဲ့သူတို့ရဲ့အရေးချင်းအစစ်နဲ့ရောင်းချခွင့်ပေးခဲ့ရဖြစ်ပါတယ်။ဝန်ထမ်းမလေးရဲ့စေကူသားစိတ်12သိန်းကျော်ကိုပြန်မယူဘဲနဲ့ငွေကြိုထုတ်တဲ့28သိန်းကိုတော့နေကောင်းမှပြန်ဆက်ရမယ်လို့ပြောခဲ့တာပါ။ဒါကလည်းတခြားသောဝန်ထမ်းတွေရဲ့ညှို့ညင်တာကိုမခံရအောင်ဖြစ်ပြီးတခြားသူတွေအလုပ်လုပ်နေချိန်မှာဝန်ထမ်းမလေးကအလုပ်မလုပ်ရတော့အားငယ်ပြီးတော့တိမ်ငယ်သွားမှဆိုလို့အိမ်မှာအနားယူခိုင်းခဲ့ရဖြစ်ပါတယ်။တချို့သောပရိသတ်တွေကလည်းငွေလေး40ကျော်ကိုထည့်ပြောနေသေးတယ်။ကျမ်းမာရေးမကောင်းတာဒီတိုင်းနားခိုင်းတာမဟုတ်ဘူးလို့ဝေဖန်နေကြတာပါ။မြတ်သူတို့လည်းများနှစ်ယောက်ကတော့ငွေကိုပြောတာမဟုတ်ပဲဝန်ထမ်းမလေးကိုတခြားသောဝန်ထမ်းတွေကအထင်မြင်လွဲမှဆိုလို့တတိပေးရဲ့အနေနဲ့ပြောပြတာပါငွေကြောင့်သူမရဲ့ဝန်ထမ်းတွေကိုလည်းဘယ်တော့မှအကြက်မကင်ဘူးသလိုစီကံတင်ချက်ပြီးတော့ဇို့အတင်းတောင်းတာမျိုးလည်းမရှိခဲ့ဘူးလို့ပြန်လည်ပြောပြပေးခဲ့ပါတယ်။ဝန်ထမ်းတွေပေါ်မှာနှွေးထွေးပြူငါပြီးတော့မိသားစုလိုဆက်ဆံခဲ့ရကြောင်းသူမတို့လင်မယားကထပ်ပြီးတော့မဖြေရှင်းတော့ဘူးလို့ပြတ်သားစွာနဲ့ပြောပြပေးခဲ့ပါတယ်။ဒီတော့ပရိသတ်ကြီးကျမ်းမာရေးမကောင်းတဲ့ဝန်ထမ်းမလေးကိုအိမ်ပြန်နာယူခိုင်းပြီးတော့ငွေအကျွေးတွေကိုလည်းတတ်တာမှပြန်ပေးခိုင်းတဲ့မြတ်သူတို့လင်မယားပေါ်မှာမှတ်ချက်လေးတွေပြောသွားခဲ့ကြပါအောင်ရှင်။ကျေးဇူးပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။